လုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တင်းလာနေညနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်တို့ခွန်ကိုပေါ့နော်ခွန်ကိုဆိုပြီးတော့6 break ဆင်းသွားပါတယ်ဗျာနော်ကျွန်တော်ဒီကတော့ဒါမွေးခွက်6ခွက်ကတော့ဒါကျွန်တော်တို့ခွန်ကိုတစ်ခွက်တော့ထွက်သွားပြီကျွန်တော်ကမွေးခွက်နဲ့ပတ်တီနဲ့ကိုကြားတော့ဗျာနော်အဲ့ဒါလေးကိုတော့နည်းနည်းလေးနားလည်ပြပါဗျာနော်ကျွန်တော်တို့လည်းဖုံးပေလေးရအောင်ဒီလိုမျိုးလေးမန်ပါကြီးကျွန်တော်က3000နဲ့ပဲခေါ်ရတာဖြစ်ပါတယ်ဒါမန်ပါဝင်တိုင်းတဲ့မိတ်ဆွေတွေကတော့ဒါမွေးခွက်နဲ့ပတ်တီရတာပေါ့ဗျာနော်ကျွန်တော်တို့ဒီနေတိုင်းကြီးတဲ့မိတ်ဆွေတွေကတော့ကျွန်တော် group မှာပေးတဲ့အတိုင်းပဲနေတိုင်းကိုလည်းဒီလိုမျိုးတိုင်းလေးပဲကျွန်တော်ပေးတာဖြစ်ပါတယ်မွေးခွက်နဲ့ပတ်တီကလွဲပြီးတော့ကျန်တဲ့ဟာတွေကတော့အကုန်လုံးအတူတူပါပဲဗျာနော်ကျွန်တော်တို့ခွန်ကို6 break ဆင်ထားတဲ့အတွက်10 break သတိထားပါကျွန်တော်ကတော့ဒါဟိုမှာအလဲမှာကျွန်တော်တို့ကတောက်ကြနေမှာ16ဆိုပြီးပါဝါဖြစ်တဲ့အတွက်35ချိန်2ရက်အတွင်းဆိုတော့ကျွန်တော်ကဒီနေ့မှာညနေပိုင်းမှာတော့35ချိန်နဲ့ပဲအဓိကဦးစားပေးပြီးရွေးထားပေးပါတယ်မနက်ကတော့ခွန်ကိုဆင်းထားတဲ့အတွက်ခွန်နှစ်လေးကိုကမထီမပေါက်ကြီးညနေဖြစ်သွားပါပြီအဲကြောင့်ကျွန်တော်က35နဲ့ပဲအဓိကဦးစားပေးပြီးကတ်ထားပါတယ်မိတ်ဆွေများအနေနဲ့ဥမာကိုက10 break ကြိုက်တယ်ဆိုလို့ရှိရင်တော့ခွန်1တို့ကိုတို့53တို့ပေါ့နော်ဒါရှစ်တို့အဲ့ဒီကောင်လေးတွေတော့ကစားတင်ပါတယ်ဗျာနော်9 4 9ကိုမတိမကောက်ကီးအနေနဲ့သဘောထားပြီးတော့အဲ့လိုမျိုးလေးစောင့်နိုင်တော့ပိုအဆင်ပြေပါတယ်ဒီညနေလဲကျွန်တော်ဒီကဒါပတ်တီတွေကိုတော့ကျွန်တော်ကတော့ဒါအင်္ဂါနေ့ကပိတ်ရရှိတဲ့အတွက်ကျွန်တော်ကတော့ဒါအစောဆုံးဆင်းနိုင်အောင်တော့စူးစမ်းထားပေးပါတယ်မိတ်ဆွေများအနေနဲ့ပတ်တီလိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့0939935656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါကျွန်တော်ကတော့နေ့တိုင်းမွေးခွက်ပတ်တီအားလုံးအပါတစ်ပတ်လုံးစာ3000ပဲဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ